လင်းလုံးနဲ့စူးမြောင်တို့ဒဏ်ရာရသူကိုပြုစုပေးနေစဉ်မှာပဲလွတ်မြောက်သွားတဲ့ပင်လယ်ဓာတ်ပြတယောက်ကထန်းရွှေကိုဓာတ်ဆခံဖြစ်အနောက်ကနေရုတ်တရက်ဖမ်းဆုပ်လိုက်တယ်။ဓာတ်ပြကမင်းကလေးရဲ့လေပင်ကိုဓာတ်နဲ့ထောက်ပြီးငါတို့ကိုလွတ်ပေးကြမဟုတ်ရင်ဒီကောင်မလေးကိုတပ်ပစ်မယ်လို့ကျင်းဝါလိုက်တယ်။စူးမြောင်ကစိတ်မဆိုးပါနဲ့အေးဆေးစကားပြောကြရအောင်ကလေးကိုလွတ်ပေးရင်နင်တို့ကိုလွတ်ပေးပါမယ်လို့ဖြောင်းဖျလိုက်တယ်။ဓာတ်ပြကငါမယုံဘူးလင်းလုံးကိုတနက်ဆွန်ခိုင်းပြီးငါတို့အတွက်တက်တာအတင်းပြင်ပေးမဟုတ်ရင်ဒီကလေးကိုဓာတ်နဲ့ထိုးတပ်ပစ်မယ်လို့အော်ဟစ်လိုက်တယ်။လေးလောကရှေ့ကိုထွက်လာပြီးငါနဲ့ဆွေးနွေးပါကလေးကိုလွတ်ပေးပြီးငါ့ကိုဓာတ်ဆခံဖြစ်ဖမ်းပါကလေးထက်စားရင်ငါ့ကိုဖမ်းတာကမင်းအတွက်ပိုတန်ဖို့ရှိတယ်လို့စကားလက်ပြောလိုက်တယ်။ဓာတ်ပြကစဉ်းစားသွားပြီးကောင်းပြီးငါစီကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့လို့ပြောလိုက်တယ်။လေးလောကအနီးကိုရောက်တာနဲ့ရုတ်တရက်တိုက်ခိုက်ပြီးဓာတ်ပြကိုလက်သီးနဲ့ထိုးနှက်ကမြေပြင်ပေါ်လှည့်သိမ်းလိုက်တယ်။ထန်းရွှေကလေးလောရဲ့ရင်ခွင်ထဲပြေးဝင်လာပြီးမြမလေးတော်တော်ကြောက်သွားတယ်လို့ငိုယိုပြီးပြောလိုက်တယ်။လေးလောကစိတ်အေးထားပါအားလုံးပြီးသွားပြီလို့ဖတ်ထားရင်နှစ်သိမ့်ပေးလိုက်တယ်။အဲ့ဒီချိန်မှာပဲစနစ်ရဲ့အတိပေးချက်ပေါ်ထွက်လာပြီးဓာတ်ဆခံပေးကင်းအောင်ကာကွယ်ပေးနိုင်ခဲ့တာကြောင့်ထန်းရွှေရဲ့တန်ရောစင်အစဉ်မြင့်တက်သွားခဲ့တယ်။စနစ်ကစုကြည်အဖြစ်လက်ဝိတ်တိုက်ခိုက်ရေးဗီဒီယိုနဲ့တင်းကျပ်တဲ့ကြိုးတစ်စက်ချောင်းထုတ်ပေးလိုက်တယ်။လင်းလောကရရှိလာတဲ့ဂျိုထူဖုန်းနဲ့ကယ်ဆယ်ရေးအဖွဲ့စီဖုန်းဆက်ပြီးဒီမှာဒဏ်ရာရသူတွေရှိတယ်အရေးပေါ်ကယ်ဆယ်ရေးအကူအညီလိုအပ်တယ်လို့ပြောလိုက်တယ်။လင်းလောကမနက်ဖြန်မနက်စောစောကယ်ဆယ်ရေးရောက်လာတော့မှမို့ငါတို့အိမ်ပြန်လို့ရပြီလို့အမျိုးသမီးတွေကိုဝမ်းသာအားရပြောပြလိုက်တယ်။နောက်တစ်နေ့မှာထန်းရွှေကအိမ်ပြန်ရောက်ရင်ငါတို့မကြခဏပြန်ဆောင်ကြအောင်မလားလို့မေးမြန်းလိုက်တယ်။စူးမြောင်ကငါတို့ဟာဒုက္ခတွေကိုအတူတူကြော်ဖြတ်ခဲ့ကြတဲ့မိသားစုတွေမို့အမြဲတမ်းဆက်သွယ်ကြမယ်လို့ပြန်ပြောလိုက်တယ်။ညဘက်မီးပုံပေးမှာစူးမြောင်ကလင်းလောစီအစားတောက်လာပေးပြီးဘာတွေစဉ်းစားနေတာလဲလို့မေးလိုက်တယ်။လင်းလောကပြန်ရောက်ရင်ဘာလုပ်ရမလဲစဉ်းစားနေတာလို့ပြောရစူးမြောင်ကကုမ္ပဏီကိုပြန်လာခဲ့ပါငါမင်းကိုဒုတိယဥက္ကဋ္ဌယာလူတိုးပေးမယ်လို့စကားကမ်းလှမ်းလိုက်တယ်။လင်းလောကဒုတိယဥက္ကဋ္ဌယာလူကိုငါမလုပ်ချင်ပါဘူးလို့ညှင်းဆိုလိုက်တယ်။စူးမြောင်ကဒါဆိုဘာလုပ်ချင်လဲလို့မေးရလင်းလောကဒီကျုံးလေးဟာတော်တော်တာယာတာမို့အပန်းဖြေစခန်းအဖြစ်ဖန်တီးရင်တော်တော်ကောင်းမယ်လို့အကြံပေးလိုက်တယ်။စူးမြောင်ကသဘောကျသွားပြီးဒါဆိုရင်ငါတို့ဒီကျုံးကိုဝယ်ယူပြီးငကားနဲ့ဖျားကျုံးအပန်းဖြေစခန်းအဖြစ်ဖန်တီးကြမယ်လို့ပြောလိုက်တယ်။အဲ့ဒီနောက်စူးမြောင်ကလင်းလောကိုကြည့်ပြီးမင်းတာမရှိရင်ငါအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ကျေးဇူးတင်စကားပြောလိုက်တယ်။လင်းလောကငါတို့အတူတူလွတ်မြောက်ခဲ့ကြတာပါလို့စိတ်အေးလက်အေးပြန်ပြောလိုက်တယ်။စူးမြောင်ကလင်းလောကိုစိုက်ကြည့်ရင်ငါမင်းကိုချစ်တယ်လို့ရင်ဖွင့်လိုက်တယ်။လင်းလောကစူးမြောင်ရဲ့လက်ကိုညင်သားစွာဆုပ်ကိုင်ရင်ငါလည်းချစ်ပါတယ်လို့ပြန်လဲတုံ့ပြန်လိုက်တယ်။ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ဟာမှန်ပြောင်းတဲ့ကျုံးပေါ်ကိုလှမ်းကြည့်လိုက်ချိန်မှာတစ်သားအိမ်တွေနဲ့စိုက်ခင်းတွေကိုမြင်တွေ့လိုက်ရတာကြောင့်ဒါတကယ်ပဲကျုံးပြတ်ဟုတ်ရဲ့လားလို့အံ့ဩသွားခဲ့တယ်။သူဟာအိမ်မက်မက်နေတာလားလို့တော့မသိကြပဲရွာငယ်လေးတစ်ရွာဖြစ်နေတယ်လို့ရေးရွတ်လိုက်မိတယ်။အဲ့ဒီနောက်လင်းလောစီတွားရောက်ပြီးကျုံးပေါ်မှာလူ19ယောက်နဲ့အတူရက်ပေါင်း40ကျော်ကြာအသက်ရှင်ကျန်ရစ်အောင်စီစဉ်နိုင်ခဲ့တဲ့အတွက်ချီးကျူးစကားပြောလိုက်တယ်။လင်းလောကတော့ဒါဟာအားလုံးဝိုင်းဝန်းစူးစမ်းခဲ့ကြလို့ဖြစ်တယ်လို့ပြောပြီးဒဏ်ရာရသူတွေကိုတင်မော့ပေါ်အရင်တင်ပေးဖို့အကြံပြုခဲ့တယ်။ကယ်ဆယ်ရေးအဖွဲ့တွေကဒဏ်ရာရသူတွေကိုထမ်းဆင်တဲ့တဲဆောင်နေချိန်မှာဇဲကဲကတော့လင်းလောတို့အဖွဲ့ကိုမကြည်မနှက်ကြည့်နေခဲ့တယ်။ဘေးနာကလူကလင်းလောတို့အဖွဲ့ဟာနေတိုင်းငါနဲ့အသားတွေစားခဲ့ရပြီးသူတို့ကတော့တစ်ခေါက်ပဲဝါခဲ့ရတာလို့ပြောပြလိုက်တယ်။ကယ်ဆယ်ရေးအဖွဲ့ဝင်ကလင်းလောတို့အဖွဲ့ကိုတန်ရှင်းတဲ့အဝတ်စားနဲ့ရေနွေးပြင်ပေးထားတဲ့စီဥဆောင်ခေါ်သွားပေမဲ့ဇဲကဲတို့အဖွဲ့ကိုတော့ဆောင်ယူပြီးလှိငယ်စီတန်းစီခိုင်းလိုက်တယ်။ဇဲကဲကသူတို့လည်းအသက်ရှင်ကျန်ရစ်သူတွေဖြစ်ပါလျက်ဘာလို့ဆက်ဆံရေးကွာခြားရတာလဲလို့ဒေါသထွက်ထွက်နဲ့မေးလိုက်တယ်။ကယ်ဆယ်ရေးအဖွဲ့ဝင်ကလင်းလောတို့အဖွဲ့ဟာစီကန်းရှိပေမဲ့ဇဲကဲတို့ကတော့မတ်တက်ပင်မရနိုင်ကြတာကြောင့်အချိန်မဖြုံပဲမြန်မြန်တက်ဖို့မှန်မဲလိုက်တယ်။ဇဲကဲကတော့မြို့ကိုပြန်ရောက်ရင်လင်းလောနဲ့ကွာခြားချက်ကပူကြီးမလာမှာဖြစ်လို့လုံးဝအရှုံးမပေးနိုင်ဘူးလို့ကျင်းဝါလိုက်တယ်။ကယ်ဆယ်ရေးတင်မောစိတ်ကန်းကိုဆိုက်ရောက်ချိန်မှာသတင်းထောက်တွေကလင်းလောစီအလူရက်ရောက်ရှိလာကြတယ်။သူတို့ကကျုံးပေါ်မှာအသက်ရှင်အောင်ဘလို့ဥဆောင်ခဲ့တာလဲနဲ့စိုက်ခင်းတွေစောက်လုပ်ခဲ့တာအမှန်ပဲလားလို့မေးမြန်းကြတယ်။လင်းလောကညီညွတ်မှုညီတက်မှုနဲ့အပြန်အလှန်ကူညီမှုတွေကြောင့်ခက်ခဲတွေကိုကျော်ဖြတ်နိုင်ခဲ့တာလို့အေးဆေးစွာဖြေကြားခဲ့တယ်။တစ်ဖက်မှာတော့ဇဲကဲဟာအိတ်တလုံးဆွဲပြီးခက်လန်းလန်းကနေမကြည်မနှက်ကြည့်ကထွက်ခွာသွားခဲ့တယ်။သူ့ဖေးစီဖုန်းဆက်ပြီးလင်းလောကကျုံးပေါ်မှာသူ့ရဲ့နေရာကိုလူယူသွားခဲ့တာကြောင့်လင်းလောရဲ့တိတ်ခါကိုရစရာမရှိအောင်ဖျက်ဆီးပစ်မယ်လို့ပြောဆိုလိုက်တယ်။စူးကြီးနဲ့လင်းလောတို့ရုံးခန်းထဲမှာမြေပုံကိုကြည့်ရင်အလုပ်ကိစ္စတွေဆွေးနွေးနေကြတယ်။လေကြောင်းလိုင်းကနေဝန်ထမ်းအဖွဲ့အစည်းတွေကိုစုစည်းဖို့ဆွေးနွေးနေစဉ်မှာပဲမုံရံဘက်မှာပြဿနာဖြစ်နေကြောင်းသတင်းရရှိသွားခဲ့တယ်။မုံရံကိုဝန်ညွှန်ကြားရေးမှူးကယာတူတိုးပေးမယ်လို့ပြောရင်းအထိခိုက်လုပ်ဖို့ကြိုးစားခဲ့တယ်။မုံရံကသူ့လက်ကိုယုံထွက်လိုက်ပြီးလေးစားမှုထားဖို့ပြောလိုက်တဲ့အခါဝန်ညွှန်ကြားရေးမှူးကဒေါသထွက်ပြီးဒီလုပ်ငန်းခွင်မှာဆက်ရက်တီလို့မရအောင်လုပ်ပြမယ်လို့ချိန်ချောက်လိုက်တယ်။အဲ့ဒီအချိန်မှာစူးကြီးနဲ့လင်းလောတို့အခန်းထဲဝင်လာခဲ့ကြတယ်။စူးကြီးကသူ့ရဲ့လူကိုဘယ်လိုများရက်တီလို့မရအောင်လုပ်မလဲဆိုတာသိချင်တယ်လို့ပြောလိုက်တယ်။အထက်လူကြီးရောက်ရှိလာပြီးစူးကြီးနဲ့လင်းလောကိုတောင်းပန်ကဝန်ညွှန်ကြားရေးမှူးကိုယာတူကနေချက်ချင်းထုတ်ပစ်လိုက်တယ်။အထက်လူကြီးကမုံရံကိုဝန်ဆောင်မှုပိုင်းဆိုင်ရာအထွေထွေမန်နေဂျာဖြစ်ခန့်အပ်ကြောင်းကြေညာပေးခဲ့တယ်။မုံရံကအံ့ဩဝမ်းသာသွားပြီးစူးကြီးနဲ့လင်းလောတို့ကဒါဟာသူ့ရဲ့ကျွမ်းကျင်မှုနဲ့ထိုက်တန်တဲ့ယာတူဖြစ်လို့နောက်ဘယ်သူမှလာမစော်ကားရဲတော့ဘူးလို့အားပေးခဲ့ကြတယ်။မုံရံကလည်းဝန်ဆောင်မှုစနစ်တစ်ထူထောင်ရာမှာအစွမ်းကုန်ကူညီပေးမယ်လို့ကတိပေးခဲ့တယ်။အခြားတစ်ဖက်မှာတော့ထန်းရွှေအားဟာသူ့အဖေရဲ့အတင်းကျပ်အိမ်တော်ပြုခိုင်းခြင်းကိုကြုံတွေ့နေရတယ်။သူ့အဖေကအခက်အခဲကနေလွတ်မြောက်လာတာကြောင့်မိသားစုအတွက်ကူညီရမယ်လို့ပြောပြီးဘော့စ်လီစီကယင်းနှိမ့်မြုပ်နှံမှုရဖို့စစ်ဆက်ပွဲလုပ်ခိုင်းခဲ့တယ်။ဘော့စ်လီကလည်းထန်းရွှေအားကိုကောင်းကောင်းစောင့်ရှောက်ပါမယ်လို့ပြောပေမဲ့ထန်းရွှေအားကတော့တေးရင်တေးပါစေလုံးဝလက်မထပ်နိုင်ဘူးလို့ငိုယိုပြီးငင်းဆန်ခဲ့တယ်။သူ့အဖေကသူ့ကိုအတင်းကျိုးတုပ်ပြီးမင်္ဂလာဝတ်စုံလဲခိုင်းလိုက်တယ်။အဲ့ဒီအချိန်မှာလင်းလောနဲ့စူးကြီးတို့ရောက်ရှိလာပြီးလင်းလောကသူ့ရဲ့လူကိုဘယ်သူမှထိပါလို့မရဘူးလို့တတိပေးလိုက်တယ်။ဘော့စ်လီကဒေါသထွက်နဲ့စိန်ခေါ်လိုက်ပေမဲ့စူးကြီးကဘော့စ်လီရဲ့ကုမ္ပဏီအခွန်ဆောင်မှုနဲ့လိမ်လည်မှုအထောက်အထားတွေကိုထုတ်ပြလိုက်တာကြောင့်ဘော့စ်လီထိတ်လန့်သွားခဲ့တယ်။
လင်းလောကထန်းရွှေအားရဲ့အဖေကိုထန်းရွှေအားရဲ့အိမ်တော်ရေးကိုသူ့ဘာသာဆုံးဖြတ်ခွင့်ပေးဖို့နဲ့ရင်းနှီးမြှုပ်နှံမှုရရှိအောင်ကူညီပေးမှဖြစ်လို့သမီးဖြစ်သူကိုရောင်းပြီးကျွေးဆက်စရာမလိုကြောင်းပြောပြလိုက်တယ်။ထန်းရွှေအားရဲ့အဖေကလည်းဝမ်းသာအားရကျေးဇူးတင်သွားခဲ့တယ်။လင်းလောကထန်းရွှေအားကိုအပြင်ခေါ်ထုတ်လာခဲ့ရာထန်းရွှေအားကလင်းလောတို့လာခဲ့မယ်ဆိုတာယုံကြည်နေခဲ့တာလို့ငိုရင်းပြောလိုက်တယ်။ရုံးခန်းနဲ့ပြန်ရောက်တဲ့အခါစုကြည်ကမိန်းကလေးနှစ်ယောက်ရဲ့ကိစ္စပြေလည်သွားလို့ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။လင်းလောကစုကြည်ရဲ့အကူအညီတွေမပါရင်ဒီလောက်အဆင်ပြေမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်။စုကြည်ကလည်းကျုံပြက်ပေါ်မှာအတူတူဒုက္ခခံခဲ့ကြသူတွေမို့အပြန်အလှန်ကူညီတာတဘာဝပဲလို့ဆိုခဲ့တယ်။အဲ့ဒီနောက်လင်းလောကလုံရှန်ကျွန်းရဲ့တိဆောက်ရေးစီမံကိန်းတွေကိုစုကြည်ကိုပြသလိုက်တယ်။စုကြည်ကတိဆောက်ရေးပိုင်းကိုလင်းလောတာဝန်ယူပြီးစီးပွားရေးနဲ့လုပ်ငန်းပိုင်းကိုသူတာဝန်ယူကလုံရှန်ကျွန်းဟာသူတို့နှစ်ယောက်ရဲ့ပုံစည်းပွားရေးဖြစ်ကြောင်းသဘောတူလိုက်ကြတယ်။အစတုန်းကငါတို့ဟာဒီကျွန်းပေါ်မှာအသက်ရှင်ကျန်ရစ်ဖို့ပဲစဉ်းစားခဲ့ကြတာကိုမှတ်မိသေးလားခုလိုတကယ်ကြီးအပန်းဖြေစခန်းရွာလေးဖြစ်ပြောင်းလဲပြစ်နိုင်မယ်လို့ဘယ်သူထင်ထားမှလဲလို့မိန်းကလေးကပြောလိုက်တယ်။လင်းကလည်းဟုတ်တယ်ဒီအထိရောက်အောင်လာနိုင်ခဲ့တာအားလုံးစိတ်ဝမ်းတညီတဲ့စူးစမ်းခဲ့ကြလို့ပဲဒီကျွန်းလေးကိုပို့ပြီးလူသိများစေတဲ့နယ်လို့ပြန်ပြောခဲ့တယ်။မိန်းကလေးငယ်တယောက်ကန်းချီတိုင်းဝမ်းသာအားရပြေးလာပြီးနောက်ဆုံးတော့ပြန်ရောက်လာပြီးငါတို့ရဲ့ပထမဆုံးတဲခုခန်းအိမ်ယာလေးကိုအရန်တတိယနေခဲ့တာလို့ပြောလိုက်တယ်။အမျိုးသမီးတယောက်ဟာတဲတွေကိုလက်နဲ့မကောက်ယူရင်ဒီနေရာကနေခွဲခွာခဲ့တာ6လလောက်ရှိပြီးညဘက်ဆိုရင်ကျွန်းပေါ်ကပင်လယ်လေးကိုတတိယမိတဲ့မျက်စိတမိတ်အတွင်း6လကုန်လုံးသွားခဲ့ပြီးအပန်းဖြေစခန်းစီမံကိန်းကိုတရားဝင်စတင်နိုင်ခဲ့ပြီလို့ရေးရွတ်လိုက်တယ်။သူမကဝါနဲ့တစ်သားအိမ်လေးတွေကိုကြည့်ပြီးဒီအိမ်လေးတွေကိုစဆောက်တုံးကကူထဲမှာပုံအိတ်စရာမလိုတော့ဘူးဆိုပြီးဝမ်းသာခဲ့ကြတာမှတ်မိသေးလားခုတော့ဒီနေရာလေးဟာခီးသွားတွေကိုကြိုစုံမဲ့တဲခုခန်းဖြစ်ပြောင်းလဲတော့မယ်ဒီနေရာကိုအပန်းဖြေစခန်းရဲ့ဗဟိုဌာနချုပ်နဲ့ပထမဆုံးတဲခုခန်းအဲ့ဂျူနေရာဖြစ်သုံးမှာဖြစ်တယ်လို့ပြောခဲ့တယ်။ဒါအပြင်ဝါပစ္စည်းတွေဟာစူထိုင်းဆက်ခံပြီးလေဝင်လေထွက်ကောင်းတာမို့နည်းနည်းလောက်ပြင်ဆင်လိုက်ရင်ခီးသွားတွေအကြိုက်ဆုံးအထူးတဲခုခန်းဖြစ်လာမှာတေချာတယ်လို့လည်းဆိုလိုက်တယ်။လင်းနဲ့သူမတို့ဟာကုန်းမြင့်ပေါ်ကနေနေကြည့်ရင်ငါတို့ဒီနေရာမှာတကယ်စစ်စစ်ရဲတိုက်ကြီးတစ်ခုဆောက်ပြီးအပန်းဖြေစခန်းရဲ့ဗဟိုမှတ်တိုင်ဖြစ်ထားရှိရမယ် Dragon Guard ကျွန်းရဲ့အမည်နာမကိုအဝေးထိကြော်ကြားသွားစေရမယ်လို့တိုင်ပင်ခဲ့ကြတယ်။လင်းကမြေပုံကိုထောက်ပြကပထမဆက်အနေနဲ့ဝါနဲ့တစ်သားအိမ်တွေကိုကြောက်နဲ့တစ်သားပေါင်းဆက်စာဆောက်ဖြစ်အစစ်မြင့်တင်ရမယ်လို့ရှင်းပြလိုက်တယ်။သူမကလည်းအတွင်းပိုင်းပြင်ဆင်မှုနဲ့အသုံးဆောင်တွေကိုငါနောက်မှစီစဉ်ပေးမယ်ခီးသွားတွေတက်တောင့်တက်တာနေထိုင်နိုင်အောင်အာမခံတယ်လို့ထောက်ခံခဲ့တယ်။လင်းကမြေပုံပေါ်ကမြို့ရိုးနဲ့မျှော်စင်တွေကိုဆက်လက်ထောက်ပြပြီးမြောက်ဘက်မှာကြောက်တိုင်ကြီးတွေအများကြီးရှိတာမို့ဒီနေရာကနေပဲကြောက်ထုတ်ယူရင်ကုန်ကြစရိတ်နည်းသွားမယ်အပြင်နေရန်တွေလည်းခိုင်ခန့်မှုရှိလိမ့်မယ်လို့ဆက်ပြောလိုက်တယ်။ဆောက်လုပ်ရေးမန်နေဂျာရောက်ရှိလာပြီးအလေးပြုကဥက္ကဋ္ဌလင်းအခြေခံဆောက်လုပ်ရေးအဖွဲ့ရောက်ရှိစုစည်းပြီးပါပြီးဆောက်လုပ်ရေးလုပ်ငန်းကိုအချိန်မီလေးစတင်နိုင်ပါပြီလို့သတင်းပို့လိုက်တယ်။လင်းကအားလုံးပြင်ပန်းကြရပြီးကျွန်းပေါ်ဆောက်လုပ်ရေးပတ်ဝန်းကျင်ဟာအထူးကြတာမို့အားလုံးဘေးအန္တရာယ်ကင်းရှင်းရေးကိုအထူးပြုစိုက်ကြပါအရေးသွေးကိုလည်းတင်းတင်းကြပ်ကြပ်ထိန်းသိမ်းကြပါလို့မှာကြားပြီးဆောက်လုပ်ရေးစတင်ကြလို့အမိန့်ပေးလိုက်တယ်။ကြောက်ခွဲစခန်းမှာလင်းကကြောက်တုံးပေါ်လိုင်းတာပြီးတန်ချောင်းနဲ့ရိုက်သွင်းကမိဖို့ရှုပ်ပေးလိုက်တဲ့အခါအလုသမားတယောက်ကရှေးဟောင်းကြီးနဲ့ကြောက်ခွဲတာကိုလက်ရမွန်းအဖိုးအိုတွေစီကပဲကြားပူးခဲ့တာခုလိုကိုယ်တိုင်မြင်တွေ့ရလိမ့်မယ်လို့မထင်ထားခဲ့ဘူးလို့အံ့ဩသွားခဲ့တယ်။ပူပြင်းနေတဲ့ကြောက်တုံးပေါ်ရေလောင်းချလိုက်တဲ့အခါကြောက်တုံးကြီးဟာလှပစွာအကွဲသွားပြီးအဖိုးအိုတယောက်ကအကြောင်းကိုလက်နဲ့ကင်ကြည့်လိုက်တယ်။အဖိုးအိုကလင်းလူကြီးမင်းရဲ့လက်ရာဟာ230ကျော်အလုပ်လုပ်ခဲ့တဲ့ကြောက်စစ်သမားအိုကြီးတွေထက်တောင်ပိုပြီးကျွမ်းကျင်နေတယ်လို့ချီးမွမ်းလိုက်တယ်။လင်းကအဖိုးကချီးမွမ်းလွန်းနေပါပြီ။ကျွန်းပေါ်ကပင်လယ်လေးဟာတိုက်စားမှုအားကောင်းတာမို့ကြောက်တုံးမျက်နှာပြင်တွေညီညာမတိဆောက်ထားတဲ့နေရာတွေအလွယ်တကူအကွဲမှာမဟုတ်ဘူးလို့ရှင်းပြခဲ့တယ်။ဖိုးအိုကလည်းမှန်လိုက်တာကျွန်းပေါ်အိမ်ဆောက်တဲ့အခါကြောက်တုံးအရေးသွေးကအရေးကြီးဆုံးပဲမင်းရဲ့ပညာကတကယ်ကိုလေးစားစရာပဲလို့သဘောတူလိုက်တယ်။အလုသမားတွေကြောက်တုံးတွေကိုထုခွဲနေချိန်မှာလင်းကရဲတိုက်အုပ်မြစ်ကို3မီတာနဲ့အောင်တူပြီးကြောက်တုံးကြီးတွေနဲ့ခင်းကအလွှာလိုက်ဖိတရမယ်ပြီးရင်ကြောက်တုံးရှည်တွေနဲ့နေရအုပ်မြစ်ဆောက်ရမယ်လို့ညွှန်ကြားလိုက်တယ်။အုပ်မြစ်ဆိုတာပန်းဖြေစခန်းတစ်ခုလုံးရဲ့အခြေခံဖြစ်တာမို့နည်းနည်းလေးမှပေါ်ဆက်လို့မရဘူးအားလုံးစူးစမ်းကြပါလို့လည်းတိုက်တွန်းခဲ့တယ်။အလုသမားတယောက်ကပုံစံကားချက်ကင်ဆောင်ကရောက်လာပြီးဥက္ကဋ္ဌလင်းရဲတိုက်နေရန်ဟာပင်လယ်လေးကိုကာကွယ်ပေးရတယ်လို့ရှုခင်းကြည့်ဖို့လည်းသုံးရမှာဆိုတော့စောက်တဲ့အခါအထူးပုံစံထုတ်ဖို့လိုမလားလို့မေးလိုက်တယ်။လင်းကအခြေခံနေရန်ကိုစံချိန်စံညွှန်းအတိုင်းဆောက်ပြီးနောက်ပိုင်းမှာရှုခင်းကြည့်လာတာဆောင်တွေထပ်ဖြစ်လိုက်ရင်ခိုင်ခံ့ပြီးလှပသွားလိမ့်မယ်လို့ပြန်လည်ရှင်းပြလိုက်တယ်။လင်းကဆောက်လုပ်ရေးခွင်မှာကြောက်နေရန်တိဆောက်မှုကိုစစ်ဆေးရင်1မီတာမကလိုနေတာကိုတွေ့သွားတဲ့အခါချက်ချင်းဖြုတ်ပြီးပြန်ဆောက်ဖို့အမိန့်ပေးလိုက်တယ်။အလုသမားက1မီတာလောက်ကွာခြားတာလေးဟာနေပူလေးတိုက်ရင်သူ့ဟာသူကွက်တိဖြစ်သွားမှာပါလို့ပြန်ပြောခဲ့တယ်။ဒါပေမဲ့လင်းကမရဘူးကြားဟန်နေရင်ပင်လယ်လေးတိုက်ပြီးကြာလာတာနဲ့အမျှပျော့သွားလိမ့်မယ်လှပမှုကိုတင်မကပဲဘေးအန္တရာယ်ပါရှိလာနိုင်တယ်လို့ခက်ပြက်ပြက်ညင်းဆိုလိုက်တယ်။ပြီးတော့လင်းကမြေကြီးပေါ်ထိုင်ကူရင်တဲရွှွန်တွေကိုကိုယ်တိုင်လက်နဲ့စမ်းတက်ကြည့်တဲ့အခါအလုသမားကဒီတဲရွှွန်ပေါ်စံနေဟာကျွန်းပေါ်အတွက်တီးတက်လုပ်ထားတာလားငါတို့တခါမှမမြင်ဘူးလို့မေးလိုက်တယ်။လင်းကပင်လယ်ကျွန်းရဲ့စားငံတက်နဲ့လေပြင်းတွေကိုခံနိုင်အောင်ပြုပြင်ထားတာမို့စီကံမှုနဲ့ခံနိုင်ရေးပိုကောင်းပြီးနေရန်တွေကြားရှိခိုင်ခန့်နေမှာဖြစ်တယ်လို့ရှင်းပြလိုက်တယ်။အမျိုးသမီးကဆောက်လုပ်ရေးခွင်ကိုရောက်လာပြီးကြောက်တုံးတွေကိုပထမဆုံးပင်မအဆောက်အုံ area စီဦးစားပေးပို့ပေးကြပါခြံစည်းရိုးအတွက်အသုံးပြုမှုကိုတော့နောက်မှဖြည့်ဆည်းပေးမယ်အားလုံးတည်ယူပို့ဆောင်ရေးကိုစနစ်တကျခွဲဝေကြပါလို့ညွှန်ကြားလိုက်တယ်။တဲအတွင်းမှာအမျိုးသမီးကဒဏ်ရာရထားတဲ့အလုသမားရဲ့လက်မောင်းကိုဆေးထည့်ပေးနေချိန်မှာအလုသမားကမင်းရဲ့စောင့်ရှောက်မှုကြောင့်အလုပ်လုပ်ရတာစိတ်အေးရတယ်လို့ကျေးဇူးတင်စကားပြောလိုက်တယ်။အမျိုးသမီးကလည်းဆောက်လုပ်ရေးခွင်ကကြောက်တုံးတွေလေးလံတာမို့ဂရုစိုက်ကြပါဒဏ်ရာကိုလည်းနေ့တိုင်းဆေးလာလဲပါလို့မှာကြားခဲ့တယ်။ပြင်ပမှာမိန်းကလေးငယ်ကမြေကြီးပေါ်စိုက်ပျိုးရေးပုံစံကားချက်ရေးဆွဲနေချိန်မှာအလုသမားကဒီစိုက်ခင်းကိုနောက်ပိုင်းခီးသွားတွေအတိအနံစုခုနိုင်တဲ့နေရာဖြစ်တကယ်လုံးမှလာလို့မေးလိုက်တယ်။မိန်းကလေးငယ်ကဝမ်းသာအားရပြုံးပြကဒါပေါ့လက်လက်ဆက်ဆက်စုခုစားတော့တာဟာငါတို့အပန်းဖြေစခန်းရဲ့အထူးဆန်းဆုံးအတွေ့အကြုံဖြစ်မှာပါပန်းမျိုးစုံလည်းစိုက်ပျိုးပြီးနာမည်ကြီးတပ်ပုံရဲ့ဆရာနေရာလေးဖြစ်အောင်လုပ်မယ်လို့ပြန်ပြောခဲ့တယ်။ဆောက်လုပ်ပြီးစီးသွားတဲ့ကြောက်မျိုးရိုးပေါ်မှာအားလုံးစူစီရက်ကြည့်ရင်မိန်းကလေးငယ်ကအရန်ခမ်းနာတာပဲငါတို့အပန်းဖြေစခန်းရဲ့အထူးချန်စီယိုနေရန်ကြီးအပိသက်ဆောက်လုပ်နိုင်ခဲ့ပြီလို့ဝမ်းသာအားရအော်ပြောလိုက်တယ်။
အမျိုးသမီးကလည်းဟုတ်တယ်3လတိတိအားလုံးစောစောထားနောက်ကျမှအိပ်ပြီးစူးစမ်းခဲ့ကြလို့အပြင်ဘက်ပြည်ဝန်အလုပ်တွေအားလုံးပြီးစီးခဲ့ပြီးတရားဝင်ဖွင့်လှစ်ဖို့ပုံနီးကလာပြီလို့ရေးရွက်လိုက်တယ်။မိန်းကလေးငယ်ကနောက်ထပ်ငါတို့ဘာဆက်လုပ်ကြမလဲလို့မေးလိုက်တဲ့အခါလင်းကကျုံးပေါ်မြေပုံကိုဖျက်လိုက်ပြီးနောက်ထပ်ပင်မအဲကျိုအဆောက်အုံကြီးဆောက်လုပ်ရေးကိုစတင်ရမယ်လို့ပြောလိုက်တယ်။အမျိုးသမီးကလည်းပင်မအဆောက်အုံဟာဗဟိုဧရိယာဖြစ်တယ်လို့အပန်းဖြေစခန်းရဲ့ပြကွက်လည်းဖြစ်တာမို့ငါတို့အကောင်းဆုံးဖြစ်အောင်လုပ်ကြရမယ်လို့ထောက်ခံလိုက်တဲ့လင်းကဆောက်လုပ်ရေးဒီဇိုင်းပုံစံကားချက်ကိုကင်ပြီးအဆောက်အုံမြေကွက်ပြင်နဲ့ပထမထပ်ဒုတိယထပ်တိဆောက်ရေးအသေးစိတ်တွေကိုစစ်ဆေးပြတာကမြေအောက်ဘေးကင်းလုံခြုံရေးဧရိယာရဲ့ခန်းတိုင်းရှိတဲ့နေရာတွေကိုပို့ပြီးခိုင်ခန့်အောင်ပြုလုပ်ဖို့ညွှန်ကြားလိုက်တယ်။အလုပ်သမားကဒီဇိုင်းပုံစံကိုကြည့်ပြီးရှေးဟောင်းနည်းပညာနဲ့ခေတ်မီရေဆိုးထုတ်စနစ်တွေကိုပေါင်းစပ်ထားတာဟာအရန်တရက်တီးတန့်ဆန်လုံးလို့သူ့တက်တန်းတစ်လျှောက်ဒီလိုကောင်းမွန်တဲ့ဒီဇိုင်းမျိုးမမြင်ဘူးလို့ချီးကျူးလိုက်တယ်။လင်းကပင်လယ်ကျွန်းပေါ်မှာရာသီဥတုအမျိုးမျိုးပြောင်းလဲနိုင်တာမို့မြေအောက်တူလောင်ယုံနဲ့အရေးပေါ်ဧရိယာတွေကိုလုံးဝပေါ်စားလို့မရပဲခိုင်ခန့်အောင်လုပ်ထားမှလူတွေနဲ့ခီးသွွားတွေအတွက်ပို့ပြီးဘေးကင်းမှာဖြစ်တယ်လို့ရှင်းပြလိုက်တယ်။စနစ်ကလည်းရှေးဟောင်းအဆောက်အုံခိုင်ခန့်ရေးနည်းပညာနဲ့ရေဆိုးထုတ်စနစ်ပုံစံတွေကိုအောင်မြင်စွာတက်ဆင်ပေးလိုက်တယ်။လင်းနဲ့အလုပ်သမားတို့စောက်လုပ်ပြီးစီးသွားတဲ့ကြောက်နိုင်ရန်တစ်လျှောက်လမ်းလျှောက်ကြည့်ရှုချိန်မှာအလုပ်သမားကဒီနည်းပညာတွေကြောင့်ပင်မအဆောက်အုံကြီးဟာနှစ်ပေါင်းများစွာကြာတဲ့အထိခိုင်ခန့်နေမှာပါလို့ဝမ်းသာအားရပြောပြလိုက်တယ်။ကျုံးပေါ်မှာပင်မအဆောက်အုံကြီးအစင်စင်ပြီးစီးသွားပြီးနောက်လင်းကပင်မဧကန်ကမ်းမှာတကားကြီးကိုဖွင့်လက်ကအတွင်းပိုင်းကျယ်ဝန်းပုံနဲ့အလင်းရောင်ရရှိမှုကိုကြည့်ရှုပြီးဧည့်သည်တွေသဘောကျမှတေချာတယ်လို့ပြောလိုက်တဲ့လင်းကအဆောက်အုံအတွင်းပိုင်းလှေကားလက်ရန်တွေကိုကိုယ်တိုင်စမ်းသပ်ကြည့်ကရေပိုက်ကောင်းကိုဖွင့်ကြည့်ရင်တဘာဝရေပူစမ်းစနစ်ဟာအပန်းဖြေစခန်းရဲ့ထူးခြားချက်ဖြစ်တယ်လို့ဧကန်တွေရဲ့အဓိကဆွဲဆောင်မှုလည်းဖြစ်တယ်လို့ဆိုလိုက်တယ်ပြီးတော့လင်းကလက်ထက်မီထုံပြီးမြေအောက်တူလောင်ယုံစီဆင်းသွားကဒီနေရာဟာအပန်းဖြေစခန်းတစ်ခုလုံးအတွက်စားနပ်ရိက္ခာတွေကိုထောက်ပံ့ပေးမှာဖြစ်တယ်လို့အရေးပေါ်ရာသီဥတုနဲ့တဘာဝဘေးအန္တရာယ်ကြုံတွေ့ရချိန်မှာလည်းအားလုံးကိုဘေးကင်းအောင်ကာကွယ်ပေးနိုင်မှာပါလို့အခိုင်အမာပြောလိုက်တယ်ဒီအချိန်မှာစနစ်ကပင်မအဆောက်အုံဆောက်လုပ်မှုအောင်မြင်ကြောင်းနဲ့ကျွန်းတစ်ခုလုံးအတွက်စွမ်းအင်တန်ရှင်းသောရေတပ်စနစ်နဲ့ရေအောက်ရေကြောမြေပုံတွေကိုစုကြည်အဖြစ်ပေးအပ်လိုက်တယ်လင်းကကျွန်းပေါ်ရဲ့မြေပုံစနစ်ကိုကြည့်ရှုရင်ကိုယ်တိုင်ရေနဲ့လျှက်စစ်တပ်အားထုတ်လုပ်နိုင်ပြီဖြစ်တာမို့လုံရှန်ကျွန်းအပန်းဖြေစခန်းကိုစတင်ဖို့အရာရာအဆင်သင့်ဖြစ်သွားပြီလို့ကျေနပ်စွာပြောလိုက်တယ်လင်းကနေဝင်ချင်းအလှကိုကြည့်ရင်လက်ထက်ကကျဲပုံစံအထိမ့်မှတ်ပစ္စည်းလေးကိုကင်ကအရင်ကအခက်အခဲတွေကြားအသက်လူခဲ့ရပေမဲ့အခုတော့ငါတို့ယဉ်နီးခဲ့ရတဲ့အင်ဂေဟာကြီးဖြစ်လာခဲ့ပြီလို့တိုးတိုးလေးရေရွတ်လိုက်တယ်အမျိုးသမီးနဲ့မိန်းကလေးငယ်တို့ရောက်ရှိလာပြီးပင်လယ်ပြင်ကိုစူးစီးကြည့်ရှုရင်းအမျိုးသမီးကဟာလာပြင်ကျုပ်ကက်ကြီးကိုအခုလိုပြည်စုံတဲ့ဂေဟာအပန်းဖြေစခန်းဖြစ်အောင်ဖန်တီးနိုင်ခဲ့တာမယုံနိုင်စရာပဲလို့ပြောလိုက်တယ်မိန်းကလေးငယ်ကလည်းအရင်ကတားရဲတွေနဲ့မုံတိုင်းတွေကိုစိုးရင်ခဲ့ရပေမဲ့အခုတော့စိုက်ခင်းတွေစိုက်ပျိုးပြီးခီးသွွားစီစဉ်တွေရေးဆွဲရတာအရန်ပျော်ဖို့ကောင်းတာအားလုံးတက်ကြွနေကြပြီလို့ဝမ်းသာအားရဆိုလိုက်တယ်လင်းကသူတို့ကိုလှည့်ကြည့်ပြီးအဆအဆုံးအတူတူရှိပေးခဲ့ကြလို့ကျေးဇူးတင်ကြောင်းနဲ့သူတို့မရှိရင်သူတယောက်တည်းဒီနေ့အထိရောက်လာနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်အမျိုးသမီးကအားလုံးအလုတ်ခွဲဝေလောက်ကင်ကြမှာဖြစ်ပြီးသူကကျမ်းမာရေးနဲ့ဝန်ဆောင်မှုပိုင်းကိုတာဝန်ယူကဧည့်သည်တိုင်းကိုအိမ်မှာရောက်နေတယ်လို့ခံစားရအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်တယ်မိန်းကလေးငယ်ကလည်းစိုက်ခင်းတွေနဲ့ပန်းခြံတွေကိုလှပအောင်ပြုစုပြီးလူလိုက်လုံရှန်ကျွန်းကိုသဘောကျလာအောင်လှုပ်ဆောင်မယ်လို့ထောက်ခံလိုက်တယ်လင်းကဒီနေရာကိုလုံရှန်ကျွန်းဂေဟာအပန်းဖြေစခန်းလို့တရားဝင်နာမည်ပေးလိုက်ပြီးအဝေးကလာမဲ့ဧည့်သည်တွေကိုရွေးထွေးစွာကြိုဆိုသွားမယ်လို့ကြေညာလိုက်တယ်